ဒီလေးကျွန်တော်တို့လေ့လာကြည့်မှာကတော့အိန္ဒိယလေတပ်ရဲ့သမိုင်းထဲကအရန်စိတ်ဝင်စားဖို့ကောင်းတဲ့အခန်းကဏ္ဍတစ်ခုအကြောင်းပါစစ်ပွဲကြီးနှစ်ခုကြားက6နှစ်တာကာလ1965မှာနဲ့1980နဲ့အတွင်းမှာသူတို့ဘလို့အတွင်ပြောင်းသွားခဲ့တယ်လဲဆိုတဲ့ဇလန်းပဲဖြစ်ပါတယ်ခါတိတဲ့သင်ခန်းစာတွေကနေအင်အားကြီးလေတပ်တစ်ခုအဖြစ်ဘလို့ပြန်လဲမွေးဖွားလာတယ်လဲဆိုတာကိုအတူတူကြည့်လိုက်ကြရအောင်ဒီပုံကိုတစ်ချက်ကြည့်လိုက်ပါ1000ကျော်လာ89ခုနှစ်ဇူလိုင်လောက်ကမြင်ကွင်းတစ်ခုပေါ့လေမှုအခန်းထဲမှာထိုင်နေတာကဒုတိယကမ္ဘာစစ်ကတဲ့ကသူရဲကောင်းတစ်ယောက်ဖြစ်တဲ့လေတက်ဦးစီးချုပ်အာဂျန်စင်ပါသူအနားယူတော့မဲ့အချင်းပေါ့ဒါပေမဲ့သူရွေးချယ်ခဲ့တဲ့လေရင်ကအသစ်စစ်ဆက် MiG-21 တိုက်လေရင်ဗျာအဲ့ဒီမြင်ကွင်းကကိုအတိပ္ပယ်အများကြီးတက်ရောက်တယ်ခစ်တစ်ကုံဆုံးပြီးခစ်တစ်ခုပိုပြီးအားကောင်းမောင်းတာလေတက်တစ်ခုရဲ့အစားကိုဖော်ပြနေသလိုပါပဲဟုတ်ပြီဒီလိုအကြီးအကျယ်ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ဘာကတွန်းအားပေးခဲ့တာလဲအဖြေကတော့1965ခုနှစ်ကအင်ဒိုပါကစ္စတန်စစ်ပွဲပါပဲအဲ့ဒီစစ်ပွဲကသူတို့တကယ်မီးစမ်းတပ်ပွဲဖြစ်ခဲ့ပါတယ်1950ကစစ်ပွဲကပြီးသွားတော့အိန္ဒိယဘက်ကကြည့်ရင်ပါကစ္စတန်ကိုတော့အနိုင်မပေးလိုက်ရဘူးပေါ့နော်ဒါပေမဲ့ဒါကိုရှင်းရှင်းလေးလေးနိုင်ပွဲလို့ပြောလို့ရလားဆိုတော့မရပါဘူး IAF အိန္ဒိယလေတပ်အတွက်ကတော့ဒါဟာ22ရက်ကြာအောင်သွေးအလိမ့်လိမ့်နဲ့ရုန်းကန်ခဲ့ရတဲ့တိုက်ပွဲတစ်ခုလိုပါပဲစစ်စင်ရေးပိုင်းမှာတော့နီးဗျူဟာပိုင်းမှာတော့သူတို့ရဲ့အားနည်းချက်တွေကိုမြဖွားထင်းထင်းမြင်ခဲ့ရတဲ့ခါတီးတဲ့အတွေ့အကြုံတစ်ခုပေါ့ဒီကင်းကနန်းတွေကိုကြည့်လိုက်ရင်အခြေအနေကိုပို့ပြီးနားလည်သွားပါလိမ့်မယ်လေထဲမှာတိုက်ရင်ဆုံးရှုံးသွားတဲ့လေရင်က36စီကောက်ပြီဒါကစစ်ပွဲမှာဖြစ်တဲ့သဘောတွေကပေါ့ဒါပေမဲ့ဩစရာကောင်းတာကမြေပြင်ပေါ်မှာကိုလေတက်စခန်းထဲမှာရပ်ထားရင်းတဲ့တိုက်ခိုက်ခံရလို့ဆုံးရှုံးသွားတာက35စီဗျဆိုတော့လေထဲမှာဆုံးရှုံးတာနဲ့မြေပြင်ပေါ်မှာဆုံးရှုံးတာကအတူတူနီးပါပဲဒါကဘာကိုညွှန်ပြနေလဲဆိုတော့သူတို့ရဲ့လေတက်စခန်းကာကွယ်ရေးစနစ်မှာအကြီးကျယ်ဟာကွက်ကြီးရှိနေတယ်ဆိုတာကိုပဲအဲ့ဒီတော့စစ်ပွဲပြီးသွားတဲ့အခါအောင်ပွဲခံဖို့ထက်ကိုယ့်ရဲ့အားနည်းချက်တွေကဘာတွေလဲဆိုတာကိုရင်ဆိုင်ဖို့အချိန်ရောက်လာပါပြီခါတီးတဲ့သင်ခန်းစာတွေကိုတေချာပြန်သုံးသပ်ရတော့မယ်သူတို့ရင်ဆိုင်ခဲ့ရတဲ့အဓိကပြဿနာကြီးတစ်ခုကဒါပဲအဲတော့ကသူတို့ရဲ့အဓိကတိုက်လေရင်တွေဖြစ်ခဲ့Hawker Hunter နဲ့ဒါဆောင်းမစ္စတီရီတွေကပြန်နိုင်တဲ့အကွာအဝေးကတိတ်မဝေးဘူးတည်နိုင်တဲ့ဘုံတို့ဒုံးကိုကလည်းနေတယ်ဆိုတော့ရန်သူရဲ့နောက်တန်းက latest scan ဒီကိုတွားပြီးထိရောက်ရောက်တိုက်ခိုက်ဖို့ဆိုတာလက်သိမ့်မှာအင်တန်ခက်ခဲနေခဲ့တာပေါ့အဲ့တော့ဘာတွေလုပ်ရမလဲဒီမှာချိလိုက်ရင်ဒါကပြက်သွားတာတွေကိုအစားထိုးယုံတတ်မဟုတ်တော့ဘူးဟန်တာဆက်ခွန်ပဲစီမစ္စတာဆရှိစီစင်းကရှည်ရတဲ့အရေးကြီးတာက Vampire နဲ့ Oregon လိုလေမျိုးတွေကိုခိမမီတော့ဘူးဆိုပြီးအပီးပိုင်းအနားပေးပစ်လိုက်တာပဲစိုးစိုးပေါင်းလေရင်အုပ်စု6ခုစာကိုအသက်ပြန်ရှာရမယ်ဆိုတော့ဒါဟာအသေးမွားပြပြင်ပြောင်းလဲမှုမဟုတ်ပဲလေတက်တစ်ခုလုံးကိုအသက်ပြန်တိဆောက်ရတယ်လို့ဖြစ်သွားခဲ့ပါတယ်ဒီစင်ခေါမှုကြီးကိုသူတို့ဘယ်ကိုတုံ့ပြန်ခဲ့တယ်လဲနီးလန်းနှစ်ခုနဲ့တွားခဲ့တယ်တစ်ခုကကို့မှာရှိပြီးဒါကောင်းတဲ့ဟာတွေကိုပိုကောင်းအောင်အဆင်ပြေမယ်နောက်တစ်ခုကတော့လုံးဝ game changer ဖြစ်မဲ့လက်နဲ့အသစ်တွေကိုဝယ်မယ်အဟောင်းကိုမြင့်တင်အသစ်ကိုဝယ်ယူအဲ့ဒီနည်းနဲ့လက်နဲ့တိုက်သစ်ကိုတိဆောက်ခဲ့တာပါဥမာသူတို့ရဲ့အားကိုးရတဲ့ Hawker Hunter ကိုပဲကြည့်လေသူ့ကိုအဝေးပြန် Hunter ဖြစ်အောင်လုပ်လိုက်တယ်ဘယ်လိုလုပ်လဲဆိုတော့ FJ119 ဆိုတဲ့ model အသစ်မှာတောင်ပန်တွေကိုပိုတန်မအောင်လို့စီတန်ကြီးတွေကိုပြင်လိုက်တော့စီတင်နိုင်တဲ့ပမာဏကနှစ်ဆက်အနီးမှာဖြစ်သွားတယ်အဲ့ဒီတော့အရင်ကမရောက်နိုင်ခဲ့တဲ့အကွာအဝေးတွေကိုရောက်နိုင်သွားပြီပေါ့1965ကပြဿနာကိုတိုက်အဖြေရှာလိုက်တာပဲဒါပေမဲ့အဟောင်းကိုပြင်ရုံနဲ့တော့ဇလန်းကမပြီးသေးဘူးတကယ်အလဲအပြောင်းကတော့ Soviet Union ကနေရောက်လာတဲ့တတုငှက်ကြီးတွေပါပဲ Sukhoi 7နဲ့ MiG-21 တို့ပေါ့သူတို့ကမှ IAF ကိုခက်တစ်ခုစီအမှန်တကယ်တွန်းပို့ပေးခဲ့တာ Sukhoi 7တွေပထမဆုံးရောက်လာတော့ကဘလောက်တောင်ရှိုးဝဲထားလဲဆိုတော့လေတက်ထဲကလေမှုတွေတောင်အံ့ဩသွားကြတယ်လေမှုတယောက်ကအခုလိုပြန်ပြောပြတယ်ကျွန်တော်တို့ပေါ်ကနေတိုက်လေရင်တစီပြန်လာတာကြားလိုက်တော့နည်းနည်းအံ့ဩသွားတယ်ဘာလို့လဲဆိုတော့အဲ့ဒီလေရင်ကပုံမှန်နဲ့မတူပဲတမျိုးဖြစ်နေလို့ပဲတဲ့သူတို့တကားမှမမြင်ဘူးတဲ့ပုံစံမျိုးဖြစ်နေခဲ့တာပေါ့ဒီပုံနဲ့ပုံကိုယဉ်ကျေးလိုက်ကနေတင်ကြွားကြားချက်ကိုချက်ချင်းမြင်နိုင်တယ်ဘယ်ဘက်ကသူတို့ယဉ်နီးပြီးသား Hawker Hunter ညာဘက်ကအသေးရောက်လာတဲ့ Sukhoi 7အရွယ်အစားကိုပဲကြည့် Sukhoi 7က Hunter ကိုလူပူလေးထီသွားစေလောက်အောင်ကိုကြီးမားတယ်ဒီမြင်သာတဲ့အရွယ်အစားကြွားကြားချက်ကသူတို့ရလိုက်တဲ့စွမ်းအားနဲ့ဤပညာခွန်တက်သွားမှုဘယ်လောက်ကြီးမားလဲဆိုတာဟောဖော်ပြနေတာပဲပေါင်နဲ့တဲ့ချ24ဒီကိန်းနန်ကပါလဲဒါက after ဘာနာဖွင့်ထားတဲ့ Sukhoi 7ရဲ့ engine နဲ့ထက်ကတုံးအားဗျဟန်တာရဲ့တုံးအားထဲ20ကျော်တောင်ပုံများတယ်
ဆိုလိုတာကတော့အရှိန်တင်နိုင်စွမ်းတတ်နိုင်စွမ်းအေးအားလုံးမှာအရင်ကနေနဲ့လုံးဝကိုရှင်းလို့မရတော့ဘူးဒါဟာစွမ်းပဲမှာချက်ကိုမျိုးဆက်တစ်ခုကွာတော့တာပါ စူ7ကမြည့်ပြင်းပြမှတ်တဲ့ကိုတိုက်ခိုက်ဖို့အတွက်တန်တူကြီးတက်လာလို့ဆိုရင် IAF မှာလေထဲကရန်သူတွေကိုတိတိကျကျရှင်းလင်းဖို့အတွက်ခွဲစိတ်သားတက်လက်လဲလိုသေးတယ်အဲ့ဒီခွဲစိတ်သားကတော့အားလုံးသိကြတဲ့ MiG-21 ကြားဖြတ်တိုက်လေယာဉ်ပါပဲ MiG-21 ရဲ့ဇလန်းကလည်းစိတ်ဝင်စားဖို့ကောင်းတယ်။ခေါင်းကိုရခါစငါစစ်ပွဲတုန်းကတော့သူကစားသမားတစ်ဆိုတော့တိတ်ပြီးခြေစွမ်းမပြနိုင်ခဲ့ဘူး။ဒါပေမဲ့စစ်ပြီးတာနဲ့သူ့ကိုအရှင်ဟုန်နဲ့တိုးချဲတော့တာပဲ။ပိုအစိမ့်မြင့်တဲ့ FL မျိုးစားတွေကို download တယ်။အဲဒီကနေသစိမ့်တက်ပြီး1990အောက်တိုဘာလမှာတော့အိန္ဒိယနိုင်ငံထဲမှာတဲ့ MiG-21 ကိုကိုလိုင်းထုတ်လုပ်နိုင်တဲ့အထိထိလာခဲ့တယ်။အဲ့ဒီအချိန်ကစပြီးသူဟောအိန္ဒိယလေတပ်ရဲ့ကြောရိုထွက်လာခဲ့တော့တာပဲ။ဟုတ်ပြီ။လေရင်ကောင်းတွေရှိုံနဲ့စစ်နိုင်ပြီလားမနိုင်သေးပါဘူးအဲ့ဒီလေရင်တွေကိုမှန်မှန်ကန်ကန်အသုံးချနိုင်မဲ့ခေါင်းဆောင်မှုအသစ်နဲ့စစ်နီးဗျူဟာအသစ်တွေလည်းလိုအပ်လာပါတယ်နီးပညာနဲ့နီးဗျူဟာပေါင်းစပ်ဖို့အချိန်တန်ပါပြီ အဲ့ဒီနေရာကိုဝင်လာတာကတော့ဒီပုဂ္ဂိုလ်ပါပဲလေတဦးစီချုပ် PC Lal သူက1969ဇူလိုင်မှာတာဝန်ယူခဲ့ပြီးအရင်ကစထားတဲ့ခစ်မီရေးလုပ်ငန်းတွေကိုအရှိန်မြင့်ယုံတင်မကဘူးအရေးကြီးဆုံးဖြစ်တဲ့စစ်စင်ရေးပိုင်းဆိုင်ရာအယူဆတွေကိုပါပြောင်းလဲဖြစ်ခဲ့တဲ့ခေါင်းဆောင်တစ်ယောက်ပါသူအဓိကအာရုံစိုက်ခဲ့တဲ့ပြဿနာကပါလဲတန်ထောက်ကွင်းချုပ်စင်ကစစ်ပွဲတုန်းကရခဲ့တဲ့ခါတီးတဲ့သင်ခန်းစာတစ်ခုအဲ့ဒါကတော့လေတက်နဲ့မီးပြင်တက်မတော်ချမှာညှိနှိုင်းဆောင်ရွက်မှုလုံးဝနှိပါမရှိခဲ့တာပဲလေတက်ကတယောက်တည်းခြေတက်ကတယောက်တည်းတိုက်နေတယ်လို့ဖြစ်တော့စစ်စင်ရေးတွေကထင်းတယ်လို့မထီရောက်ခဲ့ဘူးဒီတော့လာကတကယ်တော်လန်ရေးတစ်ခုကိုစလိုက်တယ်သူပါလုပ်ခဲ့လေဆိုတော့အဆင့်တင်ခြေတက်ရဲ့တိုင်းမှုယုံတွေမှာလေတက်ရဲ့နီးပြူဟာမြောက်လီဂျွန်စင်တာ TACs ကိုတွားဖွင့်လိုက်တယ်ဆိုတော့ခြေတက်နဲ့လေတက်ကခမရအတူတူရှိနေပြီအဆင့်နဲ့ရှေ့ရမ်းမှာတကယ်တိုင်းနေတဲ့ခြေတက်ဖွင့်နေတဲ့အတူလေကြောင်းပြကူတောင်မှုအထူးလေ့ကျင့်ထားတဲ့ 4A controllers FACs ကိုပါထည့်ပေးလိုက်တယ်အဆင့်3လေယာဉ်အုပ်စုတွေကိုလည်းနေရာအနှံ့မလွတ်တော့ပဲတတ်မှတ်နယ်မြေတစ်ခုကိုပဲတာဝန်ယူခိုင်းတယ်ဒီလိုလုပ်လိုက်တော့လေယာဉ်မိုးတွေကကိုယ်နယ်မြေရဲ့မြင်နေထားကိုဟိုနေအောင်ကျွမ်းကျင်သွားတာပေါ့ဒါဟာလေမြေပူပေါင်းစစ်စင်ရေးမှာအကြီးမားဆုံးတိုးတက်မှုပါပဲဆိုတော့အားလုံးကိုခြုံပြီးကြည့်လိုက်အောင်ဒီဇီယာကတွင်ကူပြောင်းမှုကိုရှင်းရှင်းလင်းပြနေတယ်တောင်ကခိုးစင်9တုံးကဟန်ဒရိုမစတာရိုလို့အကဝဝေကန်တက်ချက်ရှိတဲ့လေယာဉ်တွေနဲ့တောင်ကခွန်စီဂရမှာတော့ဆူ7 MiG-21 FR လို့အတန်ထက်မြန်ပြီးဘယ်ရာဗီယူမှာမဆိုတက်ခိုင်နေတဲ့လေယာဉ်တွေဖြစ်လာပြီအရေးကြီးဆုံးကဂျေဒန်နဲ့ဆက်ဆံရေးအရင်ကတယောက်တစ်ပေါက်ဖြစ်နေရကနေအခုတော့ TACS တွေ FACS တွေနဲ့တက်သားတွေပေါင်းစည်းထားတဲ့တက်ခရဲ့အခွဲဖြစ်သွားပြီဒါအလုံးဝကိုမတူညီတဲ့လေတပ်နှစ်ခုလိုပါပဲလက်နဲ့တိုက်အသစ်ခေါင်းဆောင်မှုအသစ်ပြီးတော့စနီးဗျူဟာအသစ်ဒါတွေအားလုံးနဲ့ပြန်လည်မွေးဖွားလာတဲ့အိန္ဒိယလေတပ်သူတို့နောက်တစ်ခါစစ်မြေပြင်နဲ့ဝင်ရတဲ့အခါဒီအသွင်ပြောင်းမှုတွေကတကယ်ပဲအရထင်ခဲ့ရလားသူတို့ရဲ့စွမ်းဆောင်ရည်ကဘယ်လိုဖြစ်မလဲဒါကတော့နောက်လာမဲ့ပฏิပက္ခကြီးကပဲအဖြေပေးတော့မယ်မေးခွန်းတစ်ခုပါပဲ